ဒီကောင်မနမတွေဒီတောင်းကောင်ထဲမှာတကောင်ကတော့ထွက်တော်ထဲမှာဝင်ဖို့ကြိုးစားနေတယ်တကောင်ကတော့မြောက်လိုင်းကိုဆဲနေတယ်တကောင်ကတော့စစ်ကိုတိုက်နေတယ်ထိုင်ပြီးတော့စစ်ကိုတိုက်နေတယ်ဆိုတော့ဒီတောင်းကောင်ကရွေချက်တော့တူတူပါပဲဒါပေမဲ့ထိုင်မဲ့လူနဲ့အပကိုဆဲတဲ့လူနဲ့စစ်ကိုတိုက်တဲ့လူနဲ့တောင်းကောင်စလုံးဘယ်သူ့ကိုရွေးမှလည်းမသိတော့ဘူးကြည့်ရွေးကြပါနော်တိုက်တဲ့လူရှိရင်တော့ရွေးကြပါဘယ်သူ့ကိုရွေးကြမှလည်းမသိဘူးငါလည်းအကျွေးမတတ်နိုင်ဘူးကဲအမတယောက်ကိုပြောခိုင်းမယ်နော်သူတယောက်ရှိတယ်ဆိုတော့အမဆိုတော့ဥစားပေးမယ်နော်ဝေးဒီကိုကျော်စိုးဦးနဲ့ကျမကိုတွတ်တော်ထဲမှာရောက်ရှိခြင်းသူ့ရဲ့ဆန္ဒကိုသူပြောတာကျမပါဇက်ကကျမဘာလုံးမှာပဲလို့ထုတ်မပြောသေးဘူးအဲ့စကားဘယ်တော့မှအတီးမဟုတ်ဘူးကာယကံရှင်ဖြစ်တဲ့ကျမကပြောမှအတီးနောက်ဆိုတော့သူများစကားမှာသူများပြောတာယူကိုကသူများပြောတဲ့အတိုင်းလိုက်ပြီးရှောင်းမယ်ဆိုရင်ကိုယ်တိုင်ကသူများစကားလမ်းဆုံးနေဖြစ်သွားမယ်အဲ့ဒီလိုမဖြစ်အောင်ကြားလာတဲ့သတင်းတွေနဲ့ကြားလာတဲ့စကားတွေအသိဉာဏ်နဲ့ဆုံးဖြတ်ဖို့တပ်မတော်ကာကွယ်ဦးစီးချုပ်ယာယီသမ္မတကြီးဦးမင်းအောင်လှိုင်နိုင်ငံတော်အာဏာထိန်းထားတဲ့နိုင်ငံတော်နာဇရဝန်ကြီးချုပ်လီးတော်လန်ပြကျင်တာကျွန်တော်ကကဲတယောက်ကလက်တော်ထဲမှာဝင်မလို့တဲ့တယောက်ကဇာကခရချီကိုလီကိုလှမ်းပေးမယ်သွားပြီအပသွားပြီကဲဒီကောင်နောက်တော့ပဲကြောက်ရအောင်တော့ဘာပြောနေမှမသိဘူးမင်းတို့ကောင်လေးတင်းထားတဲ့မျိုးလေးတစ်မျိုးသိမ်းပြပါတင်းထားတဲ့မျိုးလေးတစ်မျိုးသိမ်းပြပါလို့ပြောလုံးကြည့်လို့နော်အခုနောက်ချိုးကိုမြန်မာတက်မလို့ကနေတစ်မျိုးလုံးဝိုင်းလာပြီးတော့နော်စစ်ကြညာစာတန်းအခွင့်အရေး၃ခုပေးတယ်မင်းတို့တွေလက်နက်ချအညံ့ခံမလား surrender ဒါမှမဟုတ်လို့ရှိရင်မင်းတို့တွေအသေးခံတိုက်ပွဲဝင်မလားအရန်ကြိုက်တယ်ဒီစကလုံးနော် defend to the dead that's option နော်မင်းတို့တွေဒီမျိုးကနေပြီးတော့၃ရက်အတွင်းစုတ်ခွာမလားအရန်ကြိုက်တယ်စစ်တိုက်တာကြောက်တယ်ငါတို့စုခွာပေးမယ်နော်မတိုင်းနဲ့နော် suck to the Dutch ပြောရတော့ဒီကျစားလာတဲ့တော့ကိုရတာရှိတယ်စစ်ကြညာစာတန်းထုတ်ပြီးမှတိုက်ရတယ်ကွာမင်းတို့လိုကလင်ပြစ်ခိုးကြောင်ခိုးရဲ့သိရမလားချောင်းမြောင်းပြီးတော့တိုက်နေတာမဟုတ်ဘူးเนาะဒါ institution တစ်ခုအနေနဲ့ဒီလိုမျိုး Geneva Convention အရာစစ်ကြညာတွေတိုက်မယ်ဟုတ်ပြီလားအဲ့တော့Geneva Convention အရာတဲ့စစ်တိုက်တာကိုတဲ့Convention အရာစစ်ကိုတိုက်ကြပါခွဲတော်သားတွေပြီးမြတ်တဲကြပါအောင်ပြေမင်းတို့ပလောင်နေဟဲ့လားပလောင်နေပဲလက်ပဲရောက်သွားပြီမင်းတို့လွတ်အောင်ပြေမင်းတို့အပီးတော်တော့မှာမိပညာဘောင်းဆောင်သုံးပြီးတော့ဟုတ်လားမဘူးတူဂျားထဲမှာမင်းတို့တုံခံနေတဲ့ဟိုငါတို့ရဲ့နော်မြန်မာလူမျိုးလေးတွေမင်းတို့လစ်မလစ်လို့ရှိလို့ရှိရင်မင်းတို့စမြုံတုံးမယ်အဲ့ဒါကိုကြိုပြောထားရနော်ငါတို့ပထမအောင်စီကစစ်စီတုံးကလည်းငါတခါကြိုပြောပြီးပြီမြန်မာလူမျိုးတွေမပါပါနဲ့ပြောတာပလောင်ပဲလှော်နေတာအောက်တန်းသားတွေအဲ့ကောင်တွေစောင့်စင့်တမ်းမရှိတဲ့အကောင်တွေအမျိုးတိုင်းရင်းသားတွေမှာအဲ့ကောင်တွေလှော်ဘယ်တိုင်းရင်းသားတွေမှာလည်းမတည့်အဲ့တော့ကြည်ကောင်းပြီဟာလားစောင့်ကြည့်ပဲမဘူးတူမောင်လဲနော်ဒါကတော့နေရာတိုင်းမှာတွေ့ရင်တော့သူ့နှစ်ဖူးထဲမှာတရေကားလောက်ရှိတယ်ဆိုတော့အခုတန်းပြေချင်နေမကောင်းတဲ့ခါကျတော့သူ့နှစ်ဖူးထဲမှာတရေကားလောက်စံတွေစိုက်ကြပါကြောင်းဖို့တွေစိုက်ကြပါအတိအရွယ်တွေစိုက်ကြပါထွက်လာတဲ့အတိအရွယ်တွေကမြောက်နိုင်ကိုတွားချွဲပါနော်ဟုတ်ပြီကြည့်ပြတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်နော်နောက်ဗီဒီယိုမှာလည်းပြန်တွေ့မယ်နော်သားပဲ